စီမံညွန်နဲ့ပတ်သက်ပြီးရွေးချယ်မှုမှန်ကန်ခဲ့တဲ့ Man City ပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်မှာအသင်းသစ်ကိုရောက်လာကြတဲ့ကစားသမားတွေထဲမှာဆိုရင် Android စီမံညွန်ရဲ့စွမ်းဆောင်ရည်ကိုမှီနိုင်တဲ့ကစားသမားမျိုးရှားမယ်ထင်ပါတယ်။စီမံညွန်ဟာ Man City ကိုစားရောက်လာတဲ့အချိန်ကစပြီးစက်တိုက်ခြေစွမ်းပြနေတာဖူဟန်နဲ့ပွဲစဉ်အထိပါပဲ။ဒီပွဲမှာစီမံညွန်ဟာတကိုးသွင်းတကိုးဖန်တီးပြီးတော့ Man City အသင်းကို Premier League ဇယားထိပ်ကအာဆင်နယ်နဲ့ရမှတ်ကွာဟချက်ကိုရှော့ချနိုင်မှုအကူအညီပေးခဲ့ပါတယ်။အဲ့နောက်မှာတော့စီမံညိုကသူ့ရဲ့ Man City ကစားသမားဘဝအစဟာပုံမြင်တဲ့ဘုတ်လို့သူကိုယ်တိုင်အတွက်တောင်မယုံနိုင်စရာကောင်းနေတယ်လို့ပြောဆိုခဲ့ပါတယ်။ပွဲကစားချိန်24မိနစ်မှာ Matías Nunes ရဲ့ဖျက်တင်ဘောဟာဆန်နာဘာဂီနဲ့ထိပြီးပြန်ထွက်လာချိန်မှာစီမံညိုကအမြန်ဆုံးတုံ့ပြန်ပြီး City အတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲ့နောက်6မိနစ်ကြာမှာပဲ Nico O'Reilly ကဂိုးသွင်းနိုင်မှုအတွက်စီမံညိုကပဲလှလှပပဖန်တီးပေးခဲ့တာကြောင့် City တို့2ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တာပါ။ပွဲကစားချိန်39မိနစ်မှာတော့ Erling Haaland ကPremier League မှာ10ပွဲဆက်တိုက် Open Play ကနေဂိုးမသွင်းနိုင်တဲ့မှတ်တမ်းစိုးကိုအဆုံးသတ်ပြီးတတိယဂိုးသွင်းယူခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ Man City တို့နောက်ထပ်ဂိုးတွေထပ်မသွင်းနိုင်ခဲ့ပေမဲ့ဒီရလက်နဲ့တွေလုံလောက်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့က Liverpool ကို2ဂိုးတကူနဲ့အနိုင်ရခဲ့သလိုအခုလည်း Fulham ကိုထပ်နိုင်ခဲ့တာကြောင့် Man City ဟာဇယားထိပ်ကအာဆင်နယ်နဲ့3မှတ်အကွာကိုရောက်ရှိလာခဲ့ပါပြီ။အာဆင်နယ်ကတော့ကြာတာပရီနေ့ကျမှ Brentford နဲ့ကစားရမှာဖြစ်တာကြောင့်စီမံညိုကအဲ့ဒီပွဲကိုစောင့်ကြည့်နေမယ်လို့လည်းပြောဆိုခဲ့ပါတယ်။ဒါတွေကကျွန်တော်အတွက်အသေးစမ်းနေပါကျွန်တော်တကယ်ကိုပြောနေပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်း PR တွေနဲ့တောင်းဆိုမှုတွေအများကြီးရှိနေတာပေါ့ဒါကိုကြော်ဖြတ်နိုင်တဲ့အသင်းမျိုးကျွန်တော်တို့မှာရှိပါတယ်ကျွန်တော်တို့ဒီအတိုင်းပဲဆက်ပြီးစူးစမ်းသွားဖို့လိုပါတယ်အခုတော့ကျွန်တော်ငြိမ်ငြိမ်လေးထိုင်ပြီးအာဆင်နယ်ပွဲကိုစောင့်ကြည့်သွားမှာပါရလက်ကကျွန်တော်တို့ဖြစ်စေခြင်းတဲ့အတိုင်းဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာပေါ့လို့စီမံညိုကဆိုပါတယ်စီမံညိုဟာဘုံမောက်ကနေ Man City ကိုပြောင်းလာပြီးကတည်းကပြိုင်ပွဲစုံမှာ9ဂိုးသွင်း2ဂိုးဖန်တီးပါဝင်ပတ်သက်ထားပါတယ်Man City ကိုစားရောက်တဲ့အချိန်ကနေကြည့်ရင် Premier League မှာစီမံညိုထက်ဂိုးပါဝင်ပတ်သက်ထားတဲ့သူဆိုလို့ Victor Gyökeres နဲ့ဂိုးပါမှာ2ယောက်ပဲရှိတာပါ။ Man City မှာအခုလိုအစားကောင်းနေတဲ့လျှို့ဝှက်ချက်ကဘာလဲလို့မေးမြန်းရမှာတော့စီမံညိုကလျှို့ဝှက်ချက်ဆိုတာမရှိပါဘူးဗျာလို့ရီမောမောပြန်ဖြေခဲ့ပါတယ်။အဲ့နောက်မှဆက်ပြီးတော့တကယ်အသင်းကောင်းတစ်သင်းပတ်ဝန်းကျင်ကောင်းတစ်ခုမှာပါဝင်ခွင့်ရတာကြောင့်ပါ။နီးပြကလည်းတကယ်ကိုတော်ပါတယ်။သူတို့တွေကကျွန်တော်အသင်းနဲ့မြန်အသားကြောင့်အများကြီးကူညီပေးကြတယ်။အခုချိန်မှာတော့အရာရာကပုံမြင်တဲ့ဘုတ်လိုပါပဲ။ဒီပွဲကိုနိုင်မှုကအရင်အရေးကြီးပါတယ်လီဗာပူးနဲ့ပွဲပြီးတဲ့ကကျွန်တော်တို့ဒီလိုပဲစိတ်ပိုင်းဖြတ်ခဲ့တာပါပြီးခဲ့တဲ့အပတ်ကရလက်ကောင်းကိုအခုပွဲမှာပါဆက်ထိန်နိုင်ခဲ့တာပေါ့တော်တော်လေးတော့ရုန်းကန်ခဲ့ရပေမဲ့3မှတ်ရခဲ့ပါတယ်ဒီနေ့လည်းထပ်ပြီးနိုင်ခဲ့တာမို့ကျွန်တော်အရန်ပျော်ပါတယ်ဆိုပြီးတော့စီမံညိုကပြောဆိုသွားခဲ့ပါတယ်